အားလုံးမင်္ဂလာပါဗျဟိုဘက်channelမှာတော့တဖိုင်တင်းထားတယ်ပေါ့ဗျာကျွန်တော်တို့54အခွာနဲ့514နဲ့584ဒီ channel မှာတော့ကျွန်တော်တို့အတွက်အကျိုးပြုထားတဲ့နှစ်ကြိမ်နှစ်ခါအကျိုးပြုပေးထားတဲ့ line နှစ်ကစီး line အဲ့ဒီ line ကိုဒီ channel မှာချပြပေးမယ်ပေါ့ဗျာကျွန်တော်တို့8ကြိမ်မှာဒီ line ကခဏတစ်ကွက်ထုတ်ကစားဖို့ရရှိတယ်ပေါ့ဗျာအဲ့ဒီ line ကိုမပြခင်မိတ်ဆွေတို့ကိုဒီနှစ်ခုစွန်းနှစ်ထက်ကကဏ္ဍတစ်ခွက်ကျွန်တော်တို့နှစ်ခုစွန်းဒီနှစ်ခုစွန်းနေပေါ့ဒီနှစ်ခုစွန်းနှစ်တွေထဲမှာကျွန်တော်တို့90နဲ့နှစ်ရှေ့မှာတော့အလုံးမလုံးခဲ့ဘူးပေါ့ဗျာကျွန်တော်တို့ဒီဘက်မှာနှစ်ခုစွန်း24ချိန်မှာပရိ6မရိုက်ဘူးပေါ့ဗျာအခုကျွန်တော်တို့ဒီ90နဲ့နှစ်နှစ်ခုစွန်းနှစ်ထဲမှာ24ချိန်မှာပရိ6ဒုတိယတက2002 24ချိန်မှာပရိ6နောက်တစ်ခါကျွန်တော်တို့2012 24ချိန်မှာပရိ6 2022 24ချိန်မှာပရိ6ဒီပရိ6 line နေပေါ့ဗျာအဲ့ဒီ line တွေကကျွန်တော်တို့နှစ်ခုစွန်းနှစ်ထဲကခဏတစ်ကွက်6ခုစွန်းတွေကိုခဏတစ်ကွက်အရွေကစားပေးရမယ်စနစ်ရှိတယ်ပေါ့ဗျာကျွန်တော်တို့92ခုနှစ်ထဲကခဏတစ်ကွက်39ခွန်ဒီ6ခုစွန်းနှစ်ထဲကိုကျွန်တော်တို့3ခွန်9လို့လိုက်ကစားတယ်နောက်တစ်ခါကျွန်တော်တို့နှစ်ခုစွန်းနှစ်ထဲကခဏတစ်ခွက်ဒီမှာတော့ကျွန်တော်တို့498တို့344တို့498တို့344တို့က6ခုစွန်းနှစ်ထဲကိုဒီ6ခုစွန်းနှစ်ထဲကိုကျွန်တော်တို့498 948လဲလိုက်ကစားတယ်နောက်တစ်ခါကျွန်တော်တို့344လဲလိုက်ကစားတယ်ပေါ့ဗျာကျွန်တော်တို့နှစ်ခုစွန်းနှစ်ထဲကခဏတစ်ခွက်ဒီ635 6ခုစွန်းနှစ်ထဲကိုလိုက်ကစားတယ်အခုကျွန်တော်တို့2020ထဲကကဏ္ဍတစ်ခွက်6ခုစွန်းနှစ်ထဲကိုခုချိန်ထိမကစားသေးဘူးပေါ့ဗျာကျွန်တော်တို့နှစ်ခုစွန်းနှစ်ထဲကဆိုလို့ရှိရင်159 338 59ခွန်935 86ခွန်618 919 64နှစ်312 196 839ခွန်41ခွန်435 594 383 332ခွန်333 669 136 136ခွန်89 835 393 196တကွက်မှလိုက်မကစားသေးဘူးပေါ့ဗျာလိုက်မကစားသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစနစ်နဲ့2022ထဲကကဏ္ဍတစ်ကွက်ကိုဒီစနစ်နဲ့တစ်ကွက်ထုတ်ကစားမှာပေါ့ဗျာကျွန်တော်တို့ဒီ line ကကျွန်တော်တို့အတွက်နှစ်ကြိမ်နှစ်ခါအကျိုးပြုပေးထားတဲ့ line ပေါ့ကျွန်တော်တို့နောက်ပေါင်းလေးခွာလေးဒီနောက်ပေါင်းလေးခွာလေးကလနာတစ်ပြန်လုံးမှာဒီနှစ်ကပ်ပဲရှိတယ်ပေါ့ကျွန်တော်တို့ဒီ line ကဒီလေးနောက်ပေါင်းလေးနှစ်ထဲက12ကြိမ်ကကဏ္ဍတစ်ကွက်954ကခွာလေးနှစ်ထဲကို954လို့လိုက်ထွက်တယ်လိုက်ထွက်ပြီးတော့သူ့ရဲ့အောက်က45နှစ်ကသူ့ရဲ့ဒီဘက်တစ်နှစ်ကျော်မှာ4နှစ်5လို့လိုက်ကစားတယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကကနောက်ပေါင်းလေးနှစ်ထဲက12ကြိမ်ကခဏတစ်ကွက်4တစ်ခွန်ဒီ4တစ်ခွန်ကခွာလေးနှစ်ထဲမှာ4တစ်ခွန်လို့လိုက်ကစားတယ်ပေါ့ဗျလိုက်ကစားပြီးတော့သူ့ရဲ့အောက်က435ကနောက်တစ်နှစ်ကျော်ကိုကျွန်တော်တို့934လို့လိုက်ကစားတယ်ပေါ့ဗျဒီ line ကကျွန်တော်တို့သူ့လှုပ်ထားတာကကျွန်တော်တို့နောက်ပေါင်းလေးခွာလေးရဲ့အောက်မှာခါနှလုံးနှစ်ဒီခွန်ထိတ်က4ချိန်မှာခွန်ခါလို့ပြန်ထိုင်တယ်ပြန်ထိုင်တဲ့သူ့ရဲ့အောက်မှာခွန်ခါပုံသေးရဲ့အောက်သူ့ရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ခွာ9ရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ဒီခွန်ခါကခွန်ပရိတ်လို့ပြန်ရိုက်တယ်ပြန်ရိုက်တဲ့သူ့ရဲ့အောက်ကျွန်တော်တို့23ချိန်မှာ
ကျွန်တော်တို့ခွန်ခါခွန်ပိတ်လို့ပြန်ရိုက်တယ်ပြန်ရိုက်တာကဒီခွန်ခါခွန်ပိတ်ဒီစောစောကကျွန်တော်တို့ခွန်ခါနှစ်ဦးကခွန်ခါခွန်ထိတ်ကခွန်ခါလို့ပြန်ထိုင်တယ်ကျွန်တော်တို့ဒီခွန်ခါနှစ်ချက်ကိုခွန်ခါနှလုံးကို23ချိန်မှာခွန်ခါခွန်ပိတ်လို့ပြန်ရိုက်တယ်ပြန်ရိုက်တဲ့တူရအောင်မှာ54ခွ54ခွပြီးတော့54ခွ9အဲ့ဒီခွ9ကနှစ်ဦးမှာ9လို့ပြန်ပိတ်တယ်ပြန်ပိတ်ပြီးတော့သူ့ရဲ့ဒီဘက်နောက်တစ်နှစ်ထဲမှာကျွန်တော်တို့ဒီ365ဆိုတဲ့ကဏ္ဍတစ်ခွက်ကသူ့ရဲ့တပင်ကျော်မှာဒီလိုအတူလှမ်းရိုက်တယ်ပေါ့ဗျာလှမ်းရိုက်တော့ကျွန်တော်တို့ brain က brain ကိုလို့ခံပြီးမှသူ့ရဲ့အောက်ကိုလှမ်းရိုက်တယ်ပေါ့ဗျာနောက်တော့တစ်ခါကျွန်တော်တို့ဒုတိယတလိုင်းကကျွန်တော်တို့နောက်ပေါင်းလေးခွာလေးရဲ့အောက်မှာကျွန်တော်တို့ခါနှလုံးနှစ်ရဲ့အောက်မှာစောစောကျွန်တော်တို့ငါးထိတ်ကငါးခါလို့ပြန်ဝင်တယ်သူ့ရဲ့အောက်မှာခွန်ခါပုံသေးနဲ့ခွန်ခါပုံသေးလို့ထိုင်တယ်ထိုင်တဲ့အောက်သူ့ရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ခွာကိုရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ဒီ break ခွန်ဒီခွန်ခါက break ခွန်လို့ပြန်ရိုက်တယ်ပြန်ရိုက်တဲ့သူ့ရဲ့အောက်ကျွန်တော်တို့23ချိန်မှာကျွန်တော်တို့ငါးခါခွန်တော့ပိတ်ဒီငါးခါခွန်တော့ပိတ်ဒီစောစောကကျွန်တော်တို့ဒီငါးခါနဲ့ဒီငါးခါခွန်တော့ခွန်ခါနဲ့ဒီနှလုံးကိုငါးခွန်အတွဲကို23ချိန်မှာငါးခါခွန်လို့ပြန်ပိတ်တယ်ပြန်ပိတ်တဲ့သူ့ရဲ့အောင်မှာကျွန်တော်တို့ခွာကိုအဲ့ဒီခွာကိုက54အခွာကိုအဲ့ဒီခွာကိုကနှစ်ဦးမှာ9လို့ပြန်ပိတ်တယ်ပြန်ပိတ်တဲ့သူ့ရဲ့ဒီဘက်နှစ်ထဲမှာကျွန်တော်တို့ကဏ္ဍတစ်ခွက်933အဲ့ဒီ933ကသူ့ရဲ့တပွဲကျော်ကို339လို့ရွေးတယ်ရွေးတဲ့နေရာမှာကျွန်တော်တို့ brain ကသူ့ရဲ့ဆောင်းမှာ brain 9လို့ခံပြီးမှ933က339လို့အရွေးကစားပေးခဲ့တယ်ပေါ့ဗျအဲ့ဒီလိုအရွေးကစားပေးပြီးတော့ကျွန်တော်တို့သူ့ရဲ့ဒီဘက်နှစ်ထဲမှာကျွန်တော်တို့ကဏ္ဍတစ်ခွက်စောစောကကျွန်တော်တို့954အောက်က452နောက်တစ်နှစ်ကျော်ကိုရွေးပြီးလို့ရှိရင်အဲ့ဒီ425ဒီနောက်တစ်နှစ်ကျော်မှာကျွန်တော်တို့452လို့ဒီနေရာမှာရိုက်တယ်ပေါ့ဗျာဒီ452ကိုကျွန်တော်တို့ဒီနေရာမှာထုတ်ကစားခြင်းတယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီဘက်အောက်တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ဒီ break ခွန် break လို့လည်းခံတယ်ပေါ့ဗျာခွန် break လို့ခံပြီးတော့ဒီသူ့ရဲ့တပွဲနှစ်ပွဲတက်လိုက်တယ်ဆိုလို့ရှိရင်လည်းစောစောကကျွန်တော်တို့ခွန်ခါရဲ့နှစ်ပွဲကျော်ခွန်ခါကခွန် break လို့ရိုက်တယ်သူ့ရဲ့ဒီဘက်နှစ်ပွဲကျော်ဒီနေရာမှာကျွန်တော်တို့452တစ်ခွက်954အောက်က452ကနောက်တစ်နှစ်ကျော်ကိုကစား425လို့ကစားတဲ့သူ့ရဲ့ဒီဘက်တစ်နှစ်ကျော်မှာအဲ့ဒီ452ကကျွန်တော်တို့ပြန်လိုက်မယ်ဆိုလို့ရှိရင်ခွန်ခါရဲ့နှစ်ပွဲကျော် break ခွန်ရဲ့နှစ်ပွဲကျော်ဒီနေရာမှာထည့်တယ်ပေါ့ဗျာထည့်ပြီးတော့ကျွန်တော်တို့ဟာဒီ452ကဒီ452ကကျွန်တော်တို့ဒီ452ကဒီပြန်တော့ကြထားတယ်ပေါ့ဗျာပြန်ကြထားတော့ကျွန်တော်တို့ဒီ954နဲ့ဒီလို3တစ်နှစ်တစ်နှစ်နှစ်နှစ်3နှစ်ကျော်မှာကစားမလားဒီ452ကဒီလိုအရွေကစားမလားပေါ့ဗျာကျွန်တော်တို့ထိုးရမှာကတော့ပြန်ကြတာမကြတာကတလိုင်းကျွန်တော်တို့ပထမတကတ်ကိုရိုက်တယ်ဆိုလို့ရှိရင်ဒုတကတ်ရိုက်ထားတာကခွန်ခါရဲ့နှစ်ပွဲကျော်ပရိခွန်ရဲ့နှစ်ပွဲကျော်မှာဒီနေရာမှာသူထည့်ပေးထားတယ်ပေါ့နောက်တစ်ခါကျွန်တော်တို့ဒုတိယတလိုင်းကြလို့ရှိရင်ကျွန်တော်တို့ဒီ၄တစ်ခွန်ရဲ့အောက်က435နောက်တစ်နှစ်ကျော်ကိုကစားပြီးတော့ကျွန်တော်တို့ဒီ934ကိုကျွန်တော်တို့ကဒီ8ကြိမ်မှာထည့်ကျင်တာပေါ့ဗျာဒီ8ကြိမ်မှာထည့်ရတဲ့အကြောင်းရင်းကသူ့ရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ဒီ break ခွန်လို့ရှိတယ်သူ့ရဲ့တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့ခွန်ခါရှိတယ်အဲ့ဒီခွန်ခါရဲ့နှစ်ပွဲကျော်ခွန် break ရဲ့နှစ်ပွဲကျော်ကျွန်တော်တို့ဒီနေရာမှာ934ကိုထည့်ကစားကျင်တာပေါ့ဗျာ4တစ်ခွန်ရဲ့အောက်က435ကတစ်နှစ်ကျော်ကိုကစားတဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာအဲ့ဒီ934ကိုကျွန်တော်တို့ဒီနေရာမှာကစားကျင်တာပေါ့ဗျာဒီနေရာမှာတကယ်လို့မကစားခဲ့ရင်ကျွန်တော်တို့ဒီ4တစ်ခွန်သူ့တဲ့တစ်နှစ်နှစ်နှစ်3နှစ်ကျော်ဒီနေရာပေါ့ဗျာဒီ435ကဒီဘက်ကိုယူကစားမှာလားကျွန်တော်တို့ဒီ4တစ်ခွန်နဲ့တဒန်းထဲမှာဒီလိုကစားမှာလားပေါ့ကျွန်တော်တို့ဒီနှစ်နေရာရှိတယ်ပေါ့ဗျာရှိတဲ့ကမှာတော့ကျွန်တော်တို့452ကပြန်ကြကစားတယ်အခုကျွန်တော်တို့ဒီနေရာမှာထွက်မဲ့ခဏကလည်းပြန်ကြကစားအောင်ပဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုကစားရအောင်ပဲပေါ့ဗျာဒါကြောင့်မလို့ချပြီးတဲ့ line တွေကိုမိတ်ဆွေတို့အမြင်ရှိရင်ရှိသလောက်ထုတ်နှုတ်ပြီးတော့ကစားပါဗျ
အားလုံးကံကောင်းကြပါစေကိုလက်ပါဗျ